ချစ်လားအောက်လေကြုံနော်အေးပါမောင်ရတယ်လားချစ်လားချစ်လားဒီဘက်လားမောင်ညုံဟာချစ်တာရမလို့ဟာလူမပွင့်နေဘယ်ကြောမှမလို့ဟာလူဟာဒီမသားရဖို့ပြီတိုးဒီနှုတ်ဒီဟာလူနောက်နဲ့သမီးကူသာဘယ်လိုလုပ်မှာဟိုဟုတ်မလားအေးလေအေးဟုတ်တာပြီမပွင့်နေမင်းမလူဒီပင်မမြင်နေမောင်ကမလည်းပင်မင်းမမရှိမလည်းတပင်ဟာဟိုမောင်ဒီပင်ဟာအဲ့ကျောင်းနောက်နေမှာခုအောင်လीနောက်နဲ့သမီးကူသာဘယ်လိုလုပ်မလို့ဟင်နောက်နဲ့သမီးကူသွားမှာပေါ့ခုကဒီမှာဒီမောင်အလောက်ရပြီနောက်နေမှာခုမလားနောက်နဲ့ခုရင်သမီးကူသွားမှာလို့သူများဥမာကြောက်လားအေးလေသမီးကူသွားလေအေးလာချစ်တယ်ပေါ့လာမောင်တို့ဒီလားချောင်းလာချစ်လားနော်အေးနောက်နဲ့မှတော့သမီးကူသွားလေဟုတ်တော့ပြီဟာချစ်ဒီမှာဒီဘောဟာဟေးဒီမှာအေးလေအာယူခုကဒါတော့မောင်တို့အထုတ်ကမနိုင်ဘူးထုတ်ချပေးဦးအာလီပဲโอ้မောင်လီပဲချစ်ကပို့ပြီးမှာဟာလာချစ်လားဒီမှာနောက်နဲ့ခုမှဆိုသမီးကူသွားလာချစ်လားဟောချစ်ဒီမှာဟောဟုတ်တော့ပြီဟောနေလေနော်နော်တော့ပန်းလေးလာကြခုကအရွက်တွေကခူးလားမင်းမချစ်ရွက်တွေခူးလားရွက်တွေချစ်ကူမောင်ဆွဲပြီမယ်လို့ခုချစ်ကူမင်းမရွက်တွေလည်းနှုတ်လားခူးလားအာရွက်ကမကောင်းဘူးဟုတ်လားအပွင့်ပဲကစားရတယ်ဒါဆိုတရရွက်ဒါဆိုဒီအပွင့်ကတစ်မျိုးဒီပွင့်ကတစ်မျိုးနဲ့ဒီဦးလေးမောင်ဝိုင်းနောက်နေမှာခုမယ်လို့ပြောတာနောက်နေ့ကိုသမီးဥသွားမှာပေါ့ဟုတ်တာပြီအာကြီးပဲအများကြီးပဲဟောဆဲလိုက်ရောချစ်ဟောချစ်လို့ချစ်လီအဲ့ဒါပြန်ယူโอ้လူအမတို့ပြန်ယူမယ်ယူပါလားဒီလိုလို့ခုလေမလဲခုမောင်ဆောက်ပြီမလားမဒီမျက်လုံးခိုင်းပြီခိုင်းပြီရောခိုးမနော်ခုချစ်မြင်တာချစ်မောင်ဗီဒီယိုရိုက်ပေးမယ်နော်ရိုက်ချစ်ပေါ်လာကြည့်လားပေါ်တယ်ဟောအေးချစ်ကလက်ကြီးနဲ့ခူးနေလဲမလို့ဗာနဲ့ခူးရမှာလို့ဟောအာယူပြမြင်လားဟိုင်းမှာအများကြီးပဲမကြီးဟောတက်ချတော့မကြုံကျွန်တော်စီနေမှာတက်ချနေကြတက်ချအဲ့ယောကခင်ဗျားတို့တိလားအဲ့ပွင့်ရဲ့နာမည်ကိုတိလားမသိမကြုံဟောမွေးကြိုင်နေမွေးကြီးပြုတ်ပြီးတော့လေသူကမြင့်လို့ပဲနှစ်ခါပြုတ်ရတာပြုတ်ပြီးတော့ဗျာခင်ဗျာတုတ်ဆာလို့တော့ဗျာခင်ဗျာအီးလေးရဗျာခင်ဗျာဟုတ်လားဟာတကယ်ကောင်းတာအချစ်ချစ်ကကုန်းမစားဘူးနော်စိတ်တော့ကောင်းတာစိတ်နာပဲလားမောင်နဲ့ခုတော့မယ်ကွာနော်ခုအာဒီမှာကြည့်ပါဟိုးထဲမှာဒီရောကြောဒီမှာနေမကားလေးပါဗျာအဲ့ဒါကျွန်တော်ငမြင်ဘူးကျွန်တော်စင်းရမြင်တာဒီမှာကျွန်တော်ပြပါမယ်ဒီမှာနော်ဒီမှာပါဟိုက်ပါဒီမှာပါနော်ကျွန်တော်ကြောတက်သွားတာအဲ့မှာကြည့်ပါအချစ်ဒီအပွင့်နဲ့တချို့ကအရွက်တွေဖြစ်သွားတာဆာဟေးဒါလုံးသွားပြီဟိုဘက်ဟာပဲခုရမှာအေးဒီမှာလေးမောင်ပြမယ်ဒီမှာကြည့်ဒီမှာဟုတ်တယ်ဓမ္မလည်းပဲလေဟေးပဲမောင်ပြမယ်မကြီးအေးဟုတ်တယ်အဲ့လားအပွင့်နဲ့အရွက်ဖြစ်သွားတာမြင်လားဓမ္မအသီးအေးမောင်ခုမယ်ကွာနော်အသီးလေးဟုတ်ကျင်နော်ခုချက်လက်ခု